အားလုံးပဲမင်္ဂလာပါအားလိုက်ရမှာပေါ့နော်သူမျိုးအသားညက်တာကူလေးကိုလှုပ်ရှားကြရအောင်နော်လိုအပ်တဲ့ပစ္စည်းကတော့အသားကြက်သွန်နီကြက်သွန်ဖြူနန်နန်ပင်ဆလတ်ရွက်ပြီးတော့မှနောက်တစ်ခုအတိကလိုအပ်တဲ့ပစ္စည်းကတော့တာကူစီဖြစ်ပါတယ်စီချက်လုပ်ဖို့အတွက်ကြက်သွန်ဖြူကိုပပလေးလီးပြီးစီပူပူထဲတွင်ထည့်ကြော်ပေးပါဒါဆိုရင်စီချက်လေးတစ်ခွက်ရပါပြီနော်တာကူလုံးထဲတွင်ထည့်ဖို့အတွက်တောက်ဆင်းထားတော့အသားပပလီထားတော့ကြက်သွန်နီနဲ့စီပူပူထဲတွင်ရောထည့်ပြီးကြော်ပေးရပါမယ်ကြော်နေတော့အသားကိုစားဟင်းချုံမုံခရုစီထည့်ပြီးတမမွေပြီးမှကြော်ပေးပါတာကူထဲထည့်ဖို့အတွက်အသားကြော်တပကံလေးရပါပြီနော်တာကူစီတစ်ထုပ်ကိုပကံအိုးထဲတွင်ထည့်ပြီးစားဟင်းချုံမုံရေနွေးတစ်ခွက်နဲ့ရောထည့်ပြီးနှိမ့်နယ်ပေးပါနော်နောက်ဆုံးအဆင့်အနေနဲ့နှိမ့်နယ်ထားသောတာကူလုံးကိုလက်ဖဝါပေါ်တွင်တင်ပြီးကြော်ထားသောအသားနဲ့ထည့်လုံးပေးပါရလာသောတာကူအသားညက်များကိုရေနွေးဆူဆူပေါ်တွင်45မိနစ်ခန့်ပေါင်းတင်ပေးပါဒါဆိုရင်ဒီလိုမျိုးလှပတဲ့တာကူအသားညက်လေးကိုရပါမယ်နော်